အရှင်ဒီဝလီကိုရောမြတ်ကိုကိုးကွယ်ထားပေမဲ့တက္ကသဘလို့ပူဇော်ရမလဲဒီစင်းတူတော်ကနေကိုဘဝရဲ့အခက်ခဲတွေကိုဘလို့လှည့်ပြောင်းပြီးဖြည့်ရှင်းရမလဲဆိုတာမတိကြတဲ့သူတွေအတွက်ဆီယာမကလော်ကီအစီရင်လမ်းကြောင်းတစ်ခုလုံးကိုအသေးစိတ်ဖော်ပြပေးမယ်အိမ်မှာရှင်ဒီဝလီစင်းတူတော်ရှိနေရဲ့နဲ့ကိုလုံနေတဲ့အလုပ်တွေကအဆင်မပြေဘူးငွေကြေးတွေကလက်ထဲမမြဲဘူးဆိုရင်ဒါဟာကိုပူဇော်မှုမှာစိတ်ကူးညံတဲ့စွာရင်ကိုပေါင်းဆက်တဲ့အချက်လိုအပ်နေလာမျိုးဖြစ်တတ်တယ်။ရိုးအရှိန်အဝါနဲ့ကိုယ့်ရဲ့အဆုတောင်းတွေကိုထပ်တူကျသွားအောင်ဒီနီလန်းတွေကိုတေချာမှတ်ထားကြပါ။နံပါတ်1နီလန်းအရာရာစိညစ်ရတယ်အလုပ်တွေကပိတ်ဆို့နေတယ်ဘဒုကိုမှလည်းရင်ဖွင့်မရဘူးဆိုရင်စနေနေ့ည9နာရီခွဲတီမှာရှင်တီဝလီစင်းတူရှိကိုသွားပါ။အလင်းတိုင်အဝါနှစ်တိုင်ကိုပူထွန်းကြည်ရလာပန်းအနီးဆက်လက်ကိုပူဇော်ပါဒီအချိန်ဟာစနီဂျိုရဲ့အရှိန်အဝါနဲ့ရှင်တီဝလီရဲ့မြစ်ကြာထက်စုံစည်းတဲ့အချိန်ချက်လို့အညံ့တွေကိုအမြန်ဆုံးဖယ်ရှားပေးနိုင်ပါတယ်စိတ်ထဲမှာရှိတဲ့အပူလုံးတွေကိုကြည်ရလာပန်းနေနဲ့အကျိုးလွှဲပြောင်းပေးလိုက်တဲ့သဘောမျိုးနဲ့စုတောင်ပါစိတ်ညစ်စရာတွေအလိုလိုပလောက်သွားတာကိုမကြခင်မှာပဲခံစားလာလိမ့်မယ်နံပါတ်2နီလန်ရောင်းလို့မကောင်းဘူးငွေကြေးတွေကတရက်ဝင်တရက်ထွက်ထိနေတယ်ဆိုရင်တောက်ကြနေမနှက်စောစောနေမထွက်ခင်အချိန်ကအကောင်ဆုံးပဲရှင်တိပလီကိုရီမန်းဒီအလင်းတိုင်အဖြူညက်တိုင်ကိုပူထုံးပါတက်တီ3မျိုးအထက်ကိုကတ်လူပြီးစိတ်ထဲမှာကိုယ့်ရဲ့ငွေဝင်လမ်းကြောင်းတွေပွင့်သွားဖို့အတွက်အတိအကျဆုတောင်းပါတောက်ကြယိုရဲ့အရှိန်အဝါနဲ့ရှင်တီပလီရဲ့လက်လာပါဆွဲရင်တွေပေါင်းဆက်သွားတဲ့အခါကိုယ့်စီကိုငွေစည်းဆောင်တွေပြန်လှည့်လာပါလိမ့်မယ်ဒါကရိုးရိုးပူဇော်တာထက်ပိုပြီးထိရောက်တဲ့လက်ခေါ်အစီအရင်တစ်ခုပါနံပါတ်3နီလန်းကိုယ်စကားကိုလူတွေနားမထောင်ဘူးအလွတ်မှာအခွင့်အရေးတွေလူယူခံနေရတယ်ဆိုရင်ဗိုလ်တဟူးနေမနက်မှာအလေးတိုင်အနီနှစ်တိုင်ပူထီးအနီ10လက်ကိုစက်ကပ်ပြီးပူဇော်ပါထီးဆိုတာအကာအကွယ်ကိုစားပြုတယ်ဒါကကိုမျက်နှာပွင့်အောင်လုပ်ပြီးတစ်ဖက်လူရဲ့အနှောက်အယှက်တွေကနေပါကာကွယ်ပေးတာပါအတိုက်ခံတွေအေးသွားပြီးကိုယ့်ရဲ့ဩစာအာဏာပိုတက်လာတာကိုတွေ့ရပါလိမ့်မယ်နံပါတ်4နီလန်းအိမ်ထဲမှာအမြဲတမ်းစိတ်ပူနေရတယ်ရန်ဖိရတယ်အေးချမ်းမှုမရှိဘူးဆိုရင်တနင်္ဂနွေနေ့ညနေ6နာရီမှာအလင်းတိုင်အဖြူနှစ်ကိုင်အောင်တပြေးနှစ်ခိုင်နဲ့ရက်နှစ်စင်းကိုကတ်လူပါရက်ဆိုတာအပူတွေကိုခတ်ထုတ်ပစ်ဖို့သုံးတာပါအောင်တပြေးကတော့အောင်မြင်ခြင်းကိုစားပြုတယ်ရှင်ဒီဝလီရဲ့ဖုံးတော်ရိတ်ကြအိမ်ထဲကပူလောင်မှုတွေအမြန်ဆုံးအေးမြသွားပါလိမ့်မယ်ဆရာမအထူးသတိပေးချင်တာကဒီအစီအရင်တွေကိုမလုတ်ခင်မှာအရင်ဆုံးရေမိုးချိုးတီလာယူပြီးမှလုပ်ပါပြီးရင်တီဝလီစမဟာနမန်ဆက်ပါလာပန်ဘဝိတတိခါထာကို38ခါစိတ်ပါလက်ပါရွတ်ဖတ်ပါဒါမှအစွမ်းထမ်းပါဒါတွေကိုယုံကြည်ကြွားနဲ့စနစ်တကျလုပ်ကြည့်ပါကို့အိမ်မှာရှိတဲ့စင်းတူတော်ကနေကိုဘဝကိုဘလို့ပြောင်းလဲပေးမလဲဆိုတာမကြခင်မှာပဲသိလာလိမ့်မယ်ဒါကလောကီပညာရဲ့ရိုးရုပ်ချက်တစ်ခုပါနောက်ထပ်ရောကိုယ့်ရဲ့အိမ်ထဲမှာရှိတဲ့အခြားပစ္စည်းတွေဒါမှမဟုတ်ကိုယ့်ရဲ့နေ့စဉ်အသုံးဆောင်တွေကနေကံတရားကိုဘလို့အလွဲ့ပြောင်းလုပ်မလဲဆိုတာဆက်ပြောပြပေးရမလားမှန်ခဲ့ပါ